ထားတဲ့ပြင်ပကျိုးဖွဲ့စည်းစနစ်တွေကိုပုံမူနီးကပ်စွာလေ့လာနေရှိပါတယ်။ဒီလိုလေ့လာခြင်းဟာအဝေးကြီးမှာရှိနေတဲ့ကမ္ဘာတစ်တွေရဲ့ပြည်ဝတ်ချက်တွေကိုဖော်ထုတ်တဲ့နေရာမှာအကူအညီထောက်ပံ့တွေများစွာရရှိနိုင်ပါတယ်။လူသားတွေရဲ့စူးစမ်းလေ့လာမှုစိတ်ဟာဒီပြင်ပကျိုးဖွဲ့စည်းစနစ်တွေကိုရှာဖွေမှုတွန်းအားပေးနေပါတယ်။တွေ့ရှိရတဲ့ကျိုးတွေဟာကမ္ဘာရွေးစားရှိတဲ့ကြောက်သားကျိုးတွေလားဒါမှမဟုတ်ဂျူပီတာလိုတန်းကြီးကျူကြီးတွေလားဒီနေ့ပြင်ဦးချင်းကလည်းရေရှိဖို့တည်တော်ပါမလားဒီလိုကမ္ဘာမျိုးတွေမှာတရှိတွေရှိနေမလားကျမတို့ကဘာလို့ကြီးရတာဟုတ်ရောရှိလားCube ဆိုတာကဥရောပအာကာသအေဂျင်စီနဲ့ဆွစ်ဇာလန်အာကာသရုံးတို့ပူးပေါင်းဆောင်ရွက်တဲ့စီမံကိန်းတစ်ခုပါ哦，这个的，我就干嘛免疫癌呀？ဒီမရှင်ဟာဆွစ်ဇာလန်တက္ကသိုလ်ရဲ့အပြင်အခြားဥရောပသိပ္ပံအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ထားတာဖြစ်ပြီးလုပ်ငန်းတွေကိုတော့ဆွစ်ဇာလန်နိုင်ငံဘန်မြို့မှာရှိတဲ့တက္ကသိုလ်ကနေ